အားလုံးပဲမင်္ဂလာပါ Wesport Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ဒီနေ့ညနေရှင်ပြိုင်ကစားကြမယ့် Premier League ပွဲစဉ်20တဲ့ပွဲစဉ်တချို့အကြောင်းဖြစ်ပါတယ်ပွဲစဉ်20ထဲမှာတော့ကျွန်တော်တို့စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့မကြသေးခင်ကမှအသင်းနည်းပြတွေကိုထုတ်ပယ်ထားတဲ့ Chelsea နဲ့ Man U တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် Chelsea အသင်းကတော့ London Derby အနေနဲ့ဝေးကွင်းမှာ Fulham အသင်းနဲ့ရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့ Man U ကတော့ Burnley အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Fulham နဲ့ Chelsea ပွဲကြောင်းကိုအရင်ဆုံးပြောချင်ပါတယ် Chelsea ကလက်တလုံးမှာရလက်မကောင်းမှုဒီပြီးခဲ့တဲ့ဒီဇင်ဘာတလတာလုံးမှာနိုင်ပွဲတစ်ပွဲပဲရတယ်။ညီပြကလည်းထုတ်ပယ်ခံထားရတယ်။ Fulham ကတော့ကစားခဲ့တဲ့9ပွဲမှာ3ပွဲဆက်တိုက်နောက်ဆုံး3ပွဲဆက်တိုက်အနိုင်ရထားပြီး9ပွဲဆက်တိုက်ကျွန်တော်ရှုံးပွဲမရှိဘူးဆိုတော့ Rossania အနေနဲ့ပထမဆုံးပွဲစဉ်မှာ Fulham နဲ့တွေ့ရတာသူ့အတွက်တိတ်တော့ကံကောင်းတယ်လို့တော့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့ Fulham ဆိုတာကအသင်းကြီးတွေနဲ့တွေ့တိုင်းအသင်းကြီးတွေအများအားဒုက္ခပေးတဲ့အသင်းဖြစ်နေတာပေါ့။ Rossania ဟာပုံမှန်အားဖြင့်ဆိုလို့ရှင်သူကကျွန်တော်တို့တီကီတာကပြောမလားပေါ့တော့ possession football ပြောမလားကျွန်တော်တို့အတူပေးလေးတွေနဲ့ကစားတယ်ညံနှုံးမြင့်ကစားတယ်ကျွန်တော်တို့အတူပေးညံနှုံးမြင့်ကစားပြီးတော့ပထမပိုင်းမှာတင်ကိုတွေရအောင်ယူနိုင်တယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကတော့ကျွန်တော်တို့ပွေးပြီးဆုံးခါနီးလေးအတင်းအတန်ပိုကြလေးဒီလိုဖြစ်တယ်သူကအရန်အားသွင်းခွန်တိုက်ကစားရတဲ့အပြင်ကိုကျွန်တော်တသိန်းလုံးမနာတန်းကျွန်တော်အချိန်ပြည့်ရွှေ့လျားပြီးကစားရတဲ့ကစားကွက်မျိုးဖြစ်တယ်ဆိုတော့ကစားသမားတွေအရန်ပင်ပန်းတယ်ဒါပေမဲ့ Trust Bound အသင်းမှာရှိတဲ့ကစားသမားတွေကလူငယ်ကစားသမားတွေများတယ်သူတို့ရဲ့ပြင်းပြအသက်ကမှ22နှစ်လောက်ရှိတဲ့အသင်းကိုသူကန်ရတဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်ဒါပေမဲ့ Chelsea မှာတော့ဒီလိုလုပ်ဖို့မလွယ်ဘူးမလုပ်လဲဆိုတော့ Mahrez ကစားနေတဲ့ကစားကွက်ရဆိုရင် Chelsea အရင်ဒီလိုခင်မြန်နှုံးမြင့်ကစားတာမဟုတ်ဘူးသူကတစ်ခါကောင်တာတစ်ချက်ညံမယ်ဒီလိုပဲအချိန်ပြည့်ကြီးလွှားဆော့ကစားနေတာမဟုတ်ဘူးပေါ့နော်ကွာတယ်ပြီးတော့ Rossania ကဒီ Premier League အတွေ့အကြုံတစ်ခါမှမရှိဘူး Hull City အသင်းနဲ့ပဲသူအတွေ့အကြုံကောင်းကောင်းရှိဘူးတယ်ပြောရမယ်ဆိုရင်တော့ Rossania မှာ Star Player တွေကိုတစ်ခါမှအကင်တွေဖူးတာမရှိဘူးဒါပေမဲ့ Chelsea မှာ Star Player တွေများပြားရှိနေတယ်ပုံမှန်နီးပြတစ်တယောက်အနေနဲ့ဒီအသင်းကိုရောက်လာတယ်ပထမဆုံးပွဲမှာရှုံးတယ်ဒါမှမဟုတ်တည်ရကြတယ်ကစားပုံမကောင်းဘူးဒါကပုံမှန်ဖြစ်နိုင်တယ်ဖြစ်ပေမဲ့ဒါကဘာမှ fresher မရှိဘူးဒါပေမဲ့ Rossania တော့ကတော့မတူဘူးဘာလို့လဲဆိုတော့အရင်နီးပြရလက်မကောင်းလို့ထုတ်ပယ်ခံထားရတာမဟုတ် Mahrez ကဒီအသင်းပုတ်ဖွဲ့တွေနဲ့အဆင်မပြေဘူးအဆင်မပြေလို့အထုတ်ခံရတယ်ပြီးတော့မာနချင်းပြိုင်ပြီးထုတ်ပယ်ခံရတယ်သူ့နေရာဝင်လာတဲ့ကောင်ကဘာကောင်လဲဆိုတဲ့ဟာရှိနေတယ်ပြီးတော့ Rossania ပေါ်ရော Chelsea ပရိသတ်တွေကဘယ်လိုကြိုဆိုမလဲပေါ့နော် Chelsea ပရိသတ်တွေကတော့လိုချင်တာတော့တက်တီပြနိုင်ပြီးသားနီးပြမျိုးအသင်းကြီးသူတို့ကချန်ပီယံဆုဖလားတွေကိုစိန်ခေါ်နိုင်တဲ့နီးပြမျိုးကိုလိုချင်တယ်တိုးတော်လည်းပဲသူတို့ရလာတဲ့နီးပြကတင်ပုတ်ဖွဲ့ကစိတ်ကြိုက်အကျိုးကင်လို့ရမယ်နီးပြမျိုးကိုသူတို့ခေါ်လာတယ်ဆိုတော့ဒီမှာရောပရိသတ်တွေရဲ့ PR ကိုလည်းသူရင်ဆိုင်ရမယ်ပြီးလို့ရှိရင် Premier League ပထမဆုံးပွဲလည်းဖြစ်မယ်ပြီးတော့ Fulham ဆိုတာကလည်းပြောခဲ့ပြီးတဲ့အတိုင်းပဲဒီ3-4နှစ်ရှိပြီသူတို့အသင်းကအသင်းကြီးတွေနဲ့တွေ့တိုင်းအများအားဒုက္ခပေးတယ်သူတို့ရှုံးမယ်ဆိုရင်တော့မှတော်တိုင်းကိုပြက်ရှုံးတာမရှိဘူးဒီနေ့ကစားမဲ့ပွဲကလည်းအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲကတော့တော်တော်လေးကြီးကောင်းမဲ့ပွဲလို့ကျွန်တော်ကတော့ယူဆပါတယ်ပြီးတော့ Rossania ကဘယ်လိုညီပြမျိုးလဲသူဘာလုပ်နိုင်တယ်လဲဆိုတာကိုကျွန်တော်တို့ဒီပွဲမှာပထမဆုံးတွေ့ကြရမှာဖြစ်ပါတယ်ဒါကတော့ Chelsea နဲ့ Fulham နဲ့ပွဲစဉ်ပါပြီးတော့နောက်ထပ်ပွဲစဉ်ကတော့ကျွန်တော်တို့ Burnley နဲ့ Man U ပွဲစဉ်ဖြစ်တဲ့ United တို့ဒီရာသီပထမဆုံးနိုင်ပွဲရတာလဲဒီ Burnley နဲ့ပွဲမှာဖြစ်တယ် Man U ကနောက်ဆုံး9ပွဲမှာတပွဲပဲနိုင်တယ်3ပွဲတည်တပွဲရှုံးဆိုရက်လက်ကလည်းမကောင်းဘူးပြီးတော့နီးပြအထုတ်ပွဲခံထားရတယ်ပြီးခဲ့တဲ့ရာသီအဆင့်15မှာတော့မထုတ်ပွဲခဲ့တဲ့နီးပြကိုဒီရာသီအဆင့်6မှာထုတ်ပွဲလိုက်တယ်ဆိုတော့ဒါပြောရမယ်ဆိုရင်ဒါနီးပြကြောက်ပဲ Man U ကအဆင်မပြေတာလားဘာကြောင့်လဲဆိုတာကိုကျွန်တော်တို့ကြည့်ရမှာဖြစ်တယ် Fletcher ကလည်းပြောရမယ်ဆိုရင်တော့Chelsea နီးပြ Rossania လောက်တောင်မှကျွန်တော်တို့အတွေ့အကြုံလည်းမရှိဘူးဝါလည်းမရှိဘူးဘာမှမရှိဘူးသူက U18 အသင်းလောက်ပဲကင်ဖူးတဲ့နီးပြဖြစ်တယ်ဒီရင်တော့ကတော့အသင်းခြေစွမ်းမကောင်းဘူးရှုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နီးပြရဲ့ကစားကွက်3-4-3ကစားကွက်ကိုကျွန်တော်တို့အဖြစ်တင်ကြတယ်Man U ကစားသမားတွေကရောဒီအင်္ဂလန်မီဒီယာတွေကရောဆိုတော့ဒီပွဲမှာကောကျွန်တော်သိချပါတယ်3-4-3တော့ဒီ Fletcher ကပွဲထွက်လာဖို့ရှိမှာမဟုတ်ဘူး Man U ကဘယ်လောက်ထိဘာလုပ်နိုင်မလဲပေါ့လေကျွန်တော်တို့ဒီကစားကွက်ကြောင့်ဖြစ်တာလားဒါမှမဟုတ်ဘာကြောင့်ဖြစ်တာလဲဆိုတာကိုကျွန်တော်တို့ကြည့်ရမယ်ပေါ့လေMan U ကပြီးတော့ Darren Fletcher အတွက်ဒီပွဲကလည်းအနေငယ်ကံကောင်းတဲ့ပွဲလို့ပြောလို့ရတယ်ဆိုတော့ Burnley အသင်းကဒီ Premier League မှာရလာတော်တော်လေးဆိုးရွားတဲ့အသင်းထဲမှာပါတယ်အဆင့်19နေရာမှာရပ်တည်နေတဲ့နောက်ဆုံး9ပွဲလည်းနိုင်ပွဲလုံးဝမရှိဘူး3ပွဲထိတောင်ရှုံးထားတယ်ပြီးဒါအပြင်ကိုသူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Fleming ကလည်းဒဏ်ရာရထားတယ်ဆိုတော့အသင်းမှာတိုက်စစ်မှာကိုသွင်းမဲ့လူကမရှိဘူးဖြစ်နေတယ်ဆိုတော့ဒီ
ဒီလိုအသင်းကိုမှကျွန်တော်တို့ဒီပွဲမှာမနိုင်ဘူးဆိုလို့ရှိရင်တော့ဒါကပြောရမယ်ဆိုတော့အမော်ရင်ကြောင့်မဟုတ်ဘူးလို့ကျွန်တော်တို့ကောက်ချက်ချလို့ရတယ်ဒီပွဲမှာဒီမန်ယူအသင်းကဒဏ်ရာရကစားသမားတချို့တွေရှိတယ်မိန်ဦးလည်းမပါနိုင်သေးဘူးမီဆန်ပေါင်လည်းမပါနိုင်သေးဘူးပြီးတော့ဖန်ကွန်သွားတဲ့စားသမားတွေမလာနိုင်သေးပေမဲ့လက်ရှိလူစင်းရင်းနဲ့ဘန်လီလူစင်းကလည်းဘာမှမဆိုင်ဘူးတကယ်တမ်းကျတော့မန်ယူထက်တော့မှဘန်လီကလက်လွတ်ကစားရအဓိကကစားသမားပို့ပြီးတော့များနေတယ်အဓိကကစားသမား9ယောက်လောက်ထိကိုဘန်လီကလက်လွတ်ထားရတာဒီလိုမျိုးအခြေအနေမှာဒီဘန်လီအသင်းကိုမှကျွန်တော်တို့မန်ယူအနေနဲ့ရလက်ကောင်းအောင်မဆွမ်းဆောင်နိုင်ခဲ့ဘူးဆိုလို့ရှင်ဒါအမော်ရင်အမှားမဟုတ်ဘဲနဲ့ဝယ်ကော့ရဲ့အမှားလို့ကျွန်တော်တို့ကောင်းစင်တက်လို့ပြောလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တဲ့ဒါကြောင့်မလို့ဒီဘန်လီနဲ့မန်ယူနိုက်တက်ရဲ့ပွဲစဉ်ကလည်းကျွန်တော်တို့အတွက်ရင်ကုန်စရာတစ်ခုဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်